ဒီနေ့လေစောစောစီးစီးမနက်စောစောစီးစီးပေါ့နော်ကိုရဲ့ညီမလေးကတည်င်းတစ်ခုပေးလာတယ်တည်င်းဆိုတော့လေဟိုလိုမျိုးတည်င်းတော့မဟုတ်ပါဘူးကိုရီအရန်ကိုရင်ကလေးကတကယ်ကိုလေးစားပြီးတော့အားကြရတဲ့အမတယောက်ပေါ့နော်အာဝူလေးတွေကိုအမြဲတမ်းကဲတင်ပြီးတော့မှနေကိုရဲ့သားသမီးလေးလိုစောင့်ရှောက်တဲ့အမလေး Rosemary လေသူ့ကိုသူ့ရဲ့ဝန်ထမ်းကလေမသိမချင်းရိုက်တတ်တာဒါပေမဲ့လည်းလေဟိုလူတော့အတက်တော့မဆုံးရှုံးတော့ပေါ့နော်ဘယ်လောက်ထိရောက်လောက်တယ်လဲဆိုတော့လေဒီခလေးလေးဂျီပူဆိုတဲ့ဒီအာဝူလေးကိုနေမကောင်းတဲ့အချိန်မှာပြုစုနေရတဲ့အချိန်မှာပေါ့နော်သူ့မှာအေးရေးတွေလည်းဇက်တိုက်ပြက်ပြီးတော့မှနေအားအရန်နေနေတဲ့အချိန်မှာညတကောင်အဲ့ခလေးလူနာစောင့်နေတဲ့အချိန်မှာပေါ့နော်သူနဲ့9နှစ်အတူတူနေလာခဲ့တဲ့သူ့ရဲ့ဝမ်းနဲ့မလွယ်ယုံတမဲကျွေးမွေးပြုစုစောင့်ရှောက်ခဲ့တဲ့သူအရန်အားကိုရတဲ့ဝန်ထမ်းပေါ့နော်ကလားလေးဆိုလားမသိဘူးနော်အဲ့တယောက်ရှိရလေသူကအမ Rosemary ကိုတန်တရွေးနဲ့မတိမချင်းရိုက်တာတဲ့ပြီးတော့ခါကျတော့တိုက်ပေါ်ကနေတွန်းချဖို့ကြိုးစားတာပြီးတော့ခါကျတော့လဲဘင်းကိုကိုလေဒူးနဲ့ဖိပြီးတော့မှနေတော့ကပ်ဖို့လောက်တာတဲ့အခုခေါင်းမှာလဲချုပ်ရိုးဒဏ်ရာတွေနဲ့ဟိုမှာတင်ပေးရင်တော့အဆင်မပြေဘူးအာဘူးတို့ရဲ့မေပေါ့နော်တနာပါတယ်ဒီမှာကြည့်အောင်အဲ့လိုတွေစိတ်တွေမကောင်းလိုက်တာဒီမှာကြည့်အောင်ဒီမှာတင်ပေးလို့မဖြစ်ဘူးအရာကိုစိတ်မကောင်းဖြစ်တာပဲသိရမလားကိုရီးယားမျက်ရည်ကလွယ်နဲ့ဒီလိုမျိုးမြင်တော့လေစိတ်တွေကိုမကောင်းဘူးတကယ်သိလားမကြည့်ကြအောင်ဒီအမကလေသူမျက်နှာလေးကလေမျက်လုံးလေးရဆိုလေတအားကိုကြည်ပြီးတော့မှနေတအားချစ်စရာကောင်းတာသိတယ်မလားဒါကိုလုံးရကြပေါ့နော်လူတွေကလည်းလေသူ့ရဲ့ဝန်ထမ်းကလောက်တာနော်ဘလို့များစိတ်တက်များလောက်ကြတယ်လည်းမသိဘူးနော်ဒါလူတာအတိုင်းလောက်တယ်ဆိုတော့သူခွေးတွေဆိုရင်ဘလို့များသူမမြင်ကြရမှာဘလောက်ထိလောက်ထားလည်းမသိဘူးနော်တော်တော်ဆူပဲနော်ဒီလောက်ကြီးထိလောက်ရက်တယ်ဆိုတာလည်းလေတော်တော်ကိုလူစိတ်ပြောင်းနေလို့ပေါ့နော်စိတ်တွေမကောင်းတာသိလားအခုလေဒီမနေ့ပေါ့နော်ဒီရက်ပိုင်းမှာမအားရနဲ့ဘာမှလည်းမတင်ဖြစ်ဘူးပေါ့နော်ကိုယ့်ရဲ့တက်တော့ကလည်းကိုယ့်ရဲ့တိုင်းဘဝကြီးတွေမဟုတ်နေတော့လေဘာမှလည်းမတင်ဖြစ်ဘူးပေါ့နော်အခုကတော့ပေါ့နော်အဝူးချက်တဲ့သူတွေတီးရအောင်လို့ပေါ့နော်ပြောပြတာပြီးတော့ခါကျတော့တရင်ကလည်းအဆောင်အစင်လည်းကိုလည်းမသိပါဘူးဒါအခုလောဆယ်သူတင်ထားတဲ့ဟာလေးကိုညမလေးကပို့လာပြီလို့ပေါ့နော်ကိုရီးယားအဲ့အမကသူကလေအရင်ကလေးကလေအရန်ချစ်စရာကောင်းတယ်သူမျက်နှာလေးကလေတကယ်ဟိုမျက်လုံးလေးရဆိုလဲတကယ်ကလေးမျက်လုံးလေးလိုပဲအမြဲတမ်းအပြစ်ကင်းကင်းစစ်စင်လေးတိလားအဲ့လိုမျိုးလေးပေါ့နော်သူ့ရဲ့စိတ်ရင်းလေးကလည်းသူ့မျက်လုံးလေးမှာမျက်နှာလေးမှာပေါ်နေရလေအကိုတွေဆိုလို့ရှိရင်ဟိုးအရင်လွန်ခဲ့တဲ့10နှစ်12နှစ်လောက်ခရရင်သူ့ကိုတိခဲ့ရလေကြားလာပြီပေါ့နော် Facebook မှာအမြဲတမ်းကိုရီးယားဒီလိုအာဝူတွေကြောင်လေးတွေဆိုအရင်ချက်တက်တော့ခါကြတော့အဲ့လိုမျိုးကိုတိုင်းလည်းနိုင်တလောက်ကဲနေတော့ခါကြကဲတယ်ဆိုတာလဲကိုတိုင်းကအဲ့လိုမျိုးပေါ့နော်တက်နိုင်တလောက်ကိုပတ်ဝန်းကျင်မှာရှိတယ်ဆိုလို့ရှိရင်ကျွေးမွေးပြုစုပြီးတော့အဲ့လိုကျမကြီးတွေမကောင်းလဲဆေးတွေအဲ့လိုမျိုးဆရာဝန်တွေခေါ်ပြီးကုပေးနေပေါ့နော်ကိုနိုင်တလောက်လုပ်ပေးတဲ့သူတွေဆိုတော့သူတို့ကကိုတွေတက်အများကြီးလုပ်နိုင်တဲ့သူတွေအစာပေါင်းရာနဲ့ချီလုပ်နိုင်တဲ့သူတွေဆိုတော့အများတဲ့အဲ့လိုမျိုးအားကြပြီးကျေးဇူးတင်နေရတာပေါ့နော်အဲ့လိုမျိုးလေအာဝူတွေကိုဒီလိုမျိုးလုပ်ပေးနေတဲ့အမတွေနောက်ကြတော့ဟိုးရင်တော့တခါလေးမော်လမြိုင်ကလေဥကြည်ဆိုတဲ့သိရမလားအာဝူလေးတွေရဲ့ဒီလိုမျိုးခြံလောက်ထားတာလေအာဝူလေးတွေရဲ့ဒီလိုမျိုးဆောင်းရှောက်ရေး shelter တခုဖွင့်ထားတဲ့ဥကြည်ဆိုလို့ရှင်လဲအဲ့တိုင်းပဲနော်သူ့ရဲ့ဝန်ထမ်းကပဲသူ့ကိုအဲ့လိုမျိုးလောက်ကြံလိုက်တာနော်အဲ့တော့ကလည်းတစ်ခါဖြစ်ခဲ့ဘူးတဲ့တိလားအခုဒီမှာအမ Rosemary တခုလဲသူ့ရဲ့ဝန်ထမ်းကြည့်အောင်လောက်ရက်လိုက်တာလို့နော်အမှန်တကယ်တော့သူ့ရဲ့ရည်ရွယ်ချက်ကလေအသက်ကိုပဲရန်ချတာသိရမလားခံစားနိုင်မခံစားနိုင်အဲ့ဒါလာပြောပြတာ